brace တက်ခဲ့တဲ့အတွေ့အကြုံတွေပေါ့နော်အဲ့ဒါလေးရှင်းလို့ brace ကတက်တာ2နှစ်ခွဲကြာတယ်ဒီမှာဆိုလို့ရှိရင်မှတ်တမ်းလေးနဲ့ပေါ့နော်လာမေးတော့ဒီဗီဒီယိုလေးကိုရိုက်ထားတာပါအဓိကသူကအမကဘယ်မှာလောက်ခဲ့ရလဲဆိုစာလုံးမှာတက်တယ်စာလုံးမှာတော့အရင်စီကြည့်ရမနေ့ကမလေးရှားမှာပြောမေးကြည့်တော့စာလုံးနဲ့ဈေးကတော့အရင်ကွာတယ်ဒါပေမဲ့ဒီမှာကောင်းတဲ့အသားချက်တွေလည်းရှိရပေါ့နော်သူမှာဆိုလို့ရှိရင်ဒီမှာသူ generation first generation ရှိမယ် second generation ရှိမယ် third generation ရှိမယ် third generation ကကြတော့ဟိုပါပေါ့ invisible ဆိုမမြင်ရဘူးပြီးရင်သူကဆေးကန်းကိုတစ်လတစ်ခါလာကြရမလို့9လတစ်ခါ6လတစ်ခါအဲ့လိုပဲပြရုံပဲဒါမဲ့သူကဈေးကအရင်များတယ်သူရဲ့ monthly installment က935second generation ကကြတော့ metal လေးနေပေါ့နော်သူကကျိုးနဲ့တန်ကျိုးနဲ့ဟိုလောက်တာဆိုတော့ဖြုတ်ရတက်ရလဲဟိုဖြစ်တယ်ပြီးရင်သူကတစ်လတစ်ခါလာကြရမလို့2လကိုတစ်ခါလာရတယ်ပြီးရင်သူ့ရဲ့ installment ကလည်း288.9သူရဲ့ price ပေါ့နော် overall က6000ကျော်ကြာတယ်dance နေနေဆိုရင်တော့2 year ဟိုမှာသူကဥပမာဟိုပေါ့2 year နဲ့ကိုသွားလိုချင်တဲ့နေရာကိုမရောက်ဘူးဆိုလို့ရှိရင်ကြတော့လိုချင်တဲ့ပုံစံကိုရောက်တဲ့အထိလုပ်ပေးတယ်အဲ့ကြရင်တော့ဒီ6000ကျော်ပေးပြီးသွားတယ်ဆိုတော့ထပ်ပြီးပေးကြမလို့တော့အဲ့လိုမျိုးသွားတာပေါ့နော်brace တက်ချင်တဲ့သူတွေအတွက်ဒီမှာဆိုလို့ရှိရင်သူမတက်ခင်တော့ဟိုဟာတွေလောက်တယ်ဓာတ်မှန်တွေရိုက်တယ်ပေါ့နော်ရိုက်ပြီးတော့ကိုယ့်ရဲ့သွားအနေထားနဲ့အရင်သွားအနေထားဒါမျိုးအဲ့ဒါကိုမှဖြစ်လာမဲ့ပုံစံဒါမျိုးဆိုပြီးသူတို့အဲ့လိုမျိုးလေးပြပေးရပေါ့နော်စတက်တဲ့အချိန်မှာဒီလိုမျိုးလေးပေါ့ဆရာဝန်နဲ့တီချာဟိုလောက်ပြီးရင်သူနဲ့ဆွေးနွေးဘယ်သွားတွေနှုတ်ရမယ်ဘယ်ဝါတော့ဘယ်လိုဖြစ်သွားမယ်ဆိုတော့သူအသေးစိတ်ရှင်းကြတယ်အဲ့ consultation fee ကို200ပေါ့နော်ဒေါ်လာ200စာလုံး200ပေးရတယ်အဲ့ဆိုဒါကစတက်ချင်းပေါ့အဲ့လိုမျိုးပေါ့နော်အဲ့ရနေပြီးတော့မှတဖြည်းဖြည်းနဲ့ဘယ်လိုဖြစ်လာလဲဆိုတော့စတက်ချင်းလုံးကပြောရလို့ရှိရင်ဟိုဟာဖြစ်တယ်အရန်နာပေါ့တွားတွေကိုဆွဲချုပ်လိုက်ပြီးတော့လောက်ရဆိုတော့အဲ့မှာဆိုတော့သူက cleaning လုပ်တာတို့ချိုးသွားနှုတ်တဲ့ဘိုးတွေကမပါဘူးဒီ installment ထဲမှာနှုတ်တဲ့ဟာအချောင်းရည်တော့ပုံမူတည်ပြီးတော့နှုတ်ရမယ်အပေါက်လေးရှိနေတခါတည်းဖာရမယ်အဲ့ cost တွေအကုန်လုံးတီးတန်ပေးရ polish လုပ်ရတယ်အဲ့လိုမျိုးပေါ့အဲ့ဒါအောင်မှနောက်ပိုင်းပထမစချင်းဆိုရင်သူက steel wire တွေကကိုသွားကိုဆွဲပြီးဟွာဖြစ်တဲ့အဲ့တဖုံးတွေကိုသွားထူတာပေါ့အစာစားနေတဲ့အချိန်မှာလည်းအရင်ဒုက္ခရောက်တယ်ပြီးရင်အစာတွေညက်တယ်အဲ့လိုမျိုးအစာတွေညက်လို့ရှင်ဘာတွေသုံးရလဲဆိုတော့ဒါတွေပေါ့ဒါတွေကမရှိမဖြစ်အိတ်ချားရတယ်ဟိုအစာတွေကလောထုတ်ရတယ်အဲ့ဟာတွေပို့မယ်ပြီးတော့လို့ရှင်ထမင်းမဲစားအစာစားထားသမျှစားပြီးတဲ့နောက်ပိုင်းမှာအကုန်လုံးပြန်ပြီးတော့ cleansing လုပ်ရမယ်ပြီးရင်ကိုယ့်အိတ်ထဲမှာမဖြစ်ကပါလဲဆိုတော့သွားတိုက်စီပေါ့သွားတိုက်စီနဲ့သဘောတန်တယ်အများကြီးထည့်ရမယ်အဲ့ချိန်မှာပြီးသွားလို့ရှိရင်သူကပါလဲဆိုလို့ရှိရင်သူ့ရဲ့ဟိုပါပေါ့နော်သူ့ရဲ့အဆင့်ကိုပြနော်ကျိုးတွေနဲ့ပေါ့လိုရင်လိုအပ်တယ်လို့မျိုးကျိုးတွေနဲ့စီးတာပေါ့အနောက်တွေမှာအဲ့ကျိုးတွေကဒီဟာတွေဒီကျိုးတွေဟိုကြောတေးသေးလေးအဲ့ကျိုးမှာသွားရစီအနောက်ကိုဆွဲပြီးတော့ရှူတာပေါ့ကိုဆွဲစီခြင်းနဲ့တန်ချောင်းနေနဲ့အဲ့ချိန်မှာမနာအောင်လို့သူကအဲ့လိုအခုကရိယာလေးသူကဆေးကန်းပေးတယ်ပေါ့နော်ဒါမျိုးလေးအဲ့လိုစတီးချောင်းတွေထိုးမဲ့နေရဆိုလို့ရှိရင်ဒါလေးကိုလုံးလိုက်ဖိအောင်ပေါ့သွားတဲ့ထဲတဲ့ဟာမျိုးချလဲဘာမှမဖြစ်တဲ့ဟာမျိုးပေါ့လိုမျိုးလေးအဲ့လိုလုံးကြလို့ရှိရင်အဲ့နာမဲ့နေရထိုးနိုင်တဲ့နေရာတွေကိုလုံးပြီးတော့ကတ်ထားတာအဲ့လိုမျိုးသူရဲ့ကုသရှင်ဆိုကိုကတော့ဒါတွေကညှော်လင့်ထားပြီးသားဖြစ်တဲ့အတွက်တော့ထူးပြီးတော့မနာဘူးပေါ့နော်လှချင်းတကယ်တမ်းပြောရလို့ရှိရင်အရန်ကိုအသွင်ပြင်တစ်ခုပြောင်းခြင်းပြီဆိုမှပဲပြောင်းမှု
recommend လုပ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အရန် bahia များတယ်ပြီးရင်ဒါက life time ကို retain လုပ်သွားမှာပေါ့နော်ပြီးရင်လည်းကို retainer ပြီးသွားတဲ့အချိန်မှာလည်းဒီလို retainer တက်ရမယ်retainer တက်ရမယ်ပေါ့နော်အဲဆိုဒါအမြဲတမ်းစောင့်ရမယ်ဟာအစ်စ်ပြမယ်နော်ဒါက3ပြီးသားမလို့ဒီဟာက retainer ဒီဟာအတွက်ကတသက်ဝေးရတာ2 year ပြီးသွားတဲ့အချိန်မှာဟိုစတီးကျိုးတွေအကုန်လုံးဝါရတွေအကုန်လုံးဖြုတ်ပြီးတဲ့နောက်မှာ retainer အမြဲတမ်းတက်ရမယ်ဟာပေါ့နော်ညာအိတ်နောက်ပိုင်းရတော့ညာအိတ်ခါညာအိတ်တဲ့အချိန်ပဲတက်ရုံပဲဒါပေမဲ့ပြီးသွားတဲ့တစ်နှစ်ကတော့လုံးဝအစားစားချိန်ကလွဲပြီးတော့ကျန်တဲ့ချိန်တွေအကုန်လုံးတက်ထားမှာပေါ့နော်ဒါကသူအမျိုးအစားတွေလည်းအမျိုးရှိရယ်ဟိုအဲ့ထဲမှာဒါတော့ American made ဆိုတော့ဈေးနည်းနည်းပို့ပေးရတယ်ဒီ3ခုပါတာဥမာ1000ကျော်တယ်စာလုံး1000ကျော်တယ်ပေးရတာဒါပေမဲ့တရုတ်မိတ်ရှိရယ်တရုတ်မိတ်ကတော့300လားမသိဘူးအဲ့လောက်ပဲပေးရတယ်ဒါပေမဲ့တစ်ခုပဲရတယ်အဲ့ဒါယူလိုက်တယ်ဒါ3ခုပါတယ်တန်တယ်ပေါ့နော်ဒါဆိုဒါအစ်စ်ကလေးကိုသွားနဲ့တိုင်းပြီးတော့တက်ရမယ် retainer ဘယ်ချိန်ဒီမှာတက်လဲဆိုလို့ရှိရင်အစားမစားတဲ့အချိန်ကလွဲအစားစားတဲ့အချိန်ကလွဲပြီးတော့ကျန်တဲ့ချိန်တွေကတောက်လျှောက်တက်ထားတာဖြုတ်လိုက်တက်လိုက်စားတဲ့ချိန်ဆိုရင်ဘေးစင်လိုက်ရှာရတယ်တက်ရတယ်အစားစားမယ်ဆိုရင်ဒါနဲ့ဝါဖို့ကအဆင်မပြေဘူးလိုမျိုးဆိုဒီလို accessory တွေနဲ့ပေါ့နော်အမြဲတမ်းဒါတည်သွားမယ်ဟာဒီကောင်ဆိုလို့ရှိရင်ဒါကျိုးသွားပြီဆိုလို့ရှိရင်ဒါသုံးလို့မရတော့ဘူးအဲ့ဒီသုံးတယ်ပေါ့အဲ့ဒါကဖြစ်သွားတဲ့ဟာလေးပေါ့နော်နှစ်နှစ်အကြာမှာတကယ်တမ်းဟိုဖြစ်ရှင်ပြီဆိုမှပဲလုပ်ဖို့အရင်လဲနာတယ်ဒါဆိုလို့ရှိရင်ဒါကဖြုတ်တဲ့နေ့တော့မှရှိုက်ထားတာအဲ့လိုလေးတော့ညီသွားအောင်ပေါ့နော်ညီသွားပြီးတော့သူကဒီလိုမျိုးတွေပြတယ်တွားချမ်းမရေးနဲ့ပတ်သက်ပြီးတော့လည်းတော်တော်လေးစီကန်းလုပ်တဲ့တစ်လျှောက်လုံးပေါ့နော်ဟိုအပေါက်တွေဖြစ်လို့ရှိရင်လည်းရန်စီကြည့်တယ်အဲ့အပေါက်မဖြစ်အောင်အရင်အဲ့လိုအကျက်ရိုးတွေပါတယ်အဲ့လိုမျိုးကြိုက်တယ်ဆိုရင်တွားတွေကထိခိုက်နိုင်တယ်ပြီးတွားတွေကဘယ်လိုပြောရမလဲနှုတ်ချင်တိုင်းလည်းမနှုတ်ဖို့ recommend လုပ်တယ်ပေါ့နော်အဲ့တော့အဓိကတွားကိုအဓိက GU side ပြီးတော့လို့ရှိရင်တကယ်ပြင်ကျင်တယ်ဆိုမှဒီ brace ကိုတက်ဖို့ဒီ brace lancing ကိုလုပ်ဖို့ပေါ့နော်ပတ်စံကုံနာမကုံနာဆက်ကိုကဒီရဲ့အရန်ပြောင်းလဲခြင်းတယ်ပြီးတော့နံပါတ်1တစ်ချက်ကအရန်ကိုပြောင်းလဲခြင်းတယ်ပြီးရင်နာကျင်မှုတွေမှန်သမျှကိုအကုန်လုံးမျောလင့်ထားတယ်နောက်တစ်ခုကဒီဘဟီရတွေအကုန်လုံးကိုလည်းလုံနိုင်တယ်အဲ့လိုမျိုးဆိုရင်တော့တက်ဖို့ recommend လုပ်တယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ကတော့ဘယ်လိုပြောရမလဲဒီ retainer မလုပ်ဖြစ်တာမတက်ဖြစ်တာမျိုးဆိုရင်သွားတွေကသူ့ကိုရွေ့အောင်လုပ်ထားတဲ့အတွက်သွားတွေကအတွင်းထဲမှာရွေ့သွားနိုင်တယ်ပေါ့နော်အချိန်မပြီး retainer မတက်ဖြစ်ဘူးမိတ်သွားတယ်အဲ့လိုမျိုးတိတ်ကဲမလုပ်နိုင်ဘူးဆိုရင်မူလပုံစံအတိုင်းပဲလည်းပြန်ဖြစ်သွားနိုင်တယ်ဒါမှမဟုတ်လည်းတခြားဘက်ဒီဟိုသူ့ကိုရွေ့အောင်လုပ်ထားတဲ့အတွက်သွားတွေကရွေ့သွားနိုင်တဲ့အချိန်မပြီးအဲ့တော့အဲ့ဟာတွေအကုန်လုံးခံနိုင်ရှိတယ်တိထားပြီးပြီအဲ့လိုဆိုရင်တော့retainer လည်းတက်မယ်အဲ့လိုမျိုးပေါ့အဲ့ဒါတော့ဘယ်လိုပြောလဲဆိုလို့ရှင်ဆရာဝန်ကပြောတာပေါ့မတင်မချင်းပေါ့နော်နောက်ပိုင်းကျရင်တော့ရော့သွားမှာပေါ့တဖြည်းဖြည်းနဲ့တစ်ပတ်ကို3ရက်လောက်ပဲတက်ရင်ရတယ်ဆိုတဲ့အနေအထားတွေပေါ့နော်ဒါပေမဲ့တက်ရမှာတော့တက်ရမှာပဲအဲ့လောက်ထိကိုမျောလင့်ထားတယ်လုပ်မယ်ဆိုရင်လို့ရှင်တော့recommend လုပ်တယ်ပေါ့နော်အဲ့ဒါလေးပါပဲဒါကတော့ bracelet တဲ့အတွေ့အကြုံပေါ့နော်တခြားသိချင်တာရှင်လည်းမေးထားလို့ရပါတယ်ဒါပါပဲ